sau được cứ mà quên bọc trong bọc trong bọc xí ấy tôi bảo biểu ấy lưu vậy khả năng của bà lại về đại cả trong bọc xí đại cả lưu sửa ra quên nữ nèထွက်tu ở tổ biểu ra biểu ra nó đại cả của tổ biểu ra được này ao để về xí ấy đi này ao gặp được đâu sau để quên nè đủ sau biếnထွက်nè đủ đi này ao về xí ra đấy nó quên nè đủ nèထွက်nè đủအဲ့ဒါလိုပဲဒီဒွါရဆိုတာလည်းပဲအာယုံရဲ့ဝင်ရစိတ်ရဲ့ထွက်ရတကယ်တော့တင်စားတာတော့စိတ်ကအပြည့်ထွက်တာတော့မဟုတ်ဘူးနော်အာယုံနေဝင်တာတရားဝင်မယ်စိတ်ကအာယုံစီရောက်သွားတာတရားနေထွက်တယ်အဲ့ဒီတော့လေးကိုမှတ်တာဟုတ်လို့နော်အာယုံနေကအပြည့်မှရှိတယ်စိတ်ကအတွင်းမှာရှိတယ်အဲ့တော့စိတ်ကအာယုံနဲ့တွေ့ဖို့အတွက်ဒီတကားကြောင့်ဘောကထွက်တယ်နော်တကားကြောင့်ဘောကအာယုံမြူတာကိုပဲထွက်တယ်လို့ပြောတာနော်တကားအာယုံကြောင့်ဘာကစိတ်နဲ့လာဆက်သွယ်တဲ့အခါမှာဒီ6ခုကနေဆက်သွယ်လာတာဝင်လာတာအခုဒီဓမ္မယုံကြီးတဲ့ရောက်လာတဲ့ပုဂ္ဂိုလ်တွေကဒီတကားပေါက်ကြီး3ပေါက်ကဝင်လာနော်အဲ့ဒီတော့မှတ်တာဖို့လို့အဲ့တော့တက္က6ပေါက်တက္က6ပေါက်တက္ကမိယာဝတ္ထုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်မျက်စိနာနာလျာကာယကတက္ကဖြစ်တဲ့3နဲ့မိယာဖြစ်တဲ့3နဲ့အဲ့ဒါကြောင့်လို့မိယာကြတော့ဝတ္ထုလို့ခေါ်တယ်နော်စိတ်ဟာမြင်သိစိတ်ဟာပဲဖြစ်တော့ဆိုစက္ခုကိုပြီးပြုမျက်လုံးကိုမြည်ပြုပြီးတော့စိတ်နာကကြားတဲ့စိတ်ကလည်းနာကိုမြည်ပြုတယ်ဆိုလိုတာကအမြည်ပြုတယ်ဆိုတာနာမရှိရင်မကြားရဘူးပေါ့နှာခေါင်းမရှိရင်နားမရဘူးတရားမရှိရင်ရတာမသိဘူးကိုယ်ကာယမရှိလို့ရှိရင်ထိတွေ့မသိဘူးအဲ့ဒီနေရာမှာဒွါရတော့ငါတော့မနောဒွါရလို့ခေါ်တယ်ဒီကြတော့မနောဝတ္ထုလို့မခေါ်တော့ဘူးဟရိယဝတ္ထုလို့ခေါ်တယ်အဲ့ကြတော့ဘာလို့မနောကစိတ်ဟရိယကြတော့စိတ်ရဲ့ဖြစ်ရာဝတ္ထုရုပ်နော်အဲ့ဒီနေရာမှာဒီဝတ္ထုကြောင့်ပါတွေ့တဲ့အခါကျတော့စက္ခုဝတ္ထုသောတာဝတ္ထုကာတာဝတ္ထုဇီဝဝတ္ထုကာယဝတ္ထုဟရိယဝတ္ထုအဲ့နေရာလေးကိုပြောင်းမှန်ဟရိယဝတ္ထုနော်ရုပ်တည်ကြီးပဲလားဝတ္ထုကို6ပါးဆိုတာဒွါရပြောတဲ့အခါကျတော့စက္ခုဒွါရသောတာဒွါရကာတာဒွါရဇီဝဒွါရကာယဒွါရမနောဒွါရဒွါရကြတော့စိတ်ပဲအဲ့ဒါလေးကို꿰အောင်မှတ်တာနော်ရှင်း5ခုကဒွါရလည်းဟုတ်တယ်ဝတ္ထုလည်းဟုတ်တယ်နောက်ဆုံးတစ်ခုကဒွါရသဖြစ်တဲ့ဝတ္ထုကြတော့အရိယဝတ္ထုလို့မှတ်တာနော်စိတ်ရပြအဲ့ဒါလေးကအထူးကဲအဲ့တော့ဓမ္မပြီးလို့ရှိရင်သကုသောတာကတဇီဝကာယကယုတ်မနောဆိုတာကြတော့စိတ်ကိုပြီးပြုဆိုတော့အဲ့ဒီနေရာမှာပဲစိတ်ကိုယူတယ်လေလို့ဆိုလို့ရှိရင်ပဝိစိတ်တခါတည်းကြတော့အဝိဇ္ဇာတွေ့ဖက်တာတဲ့ပဝိစိတ်သဟာဝိသနံပဝေငါနဲ့ပြောတော့အဝိဇ္ဇာနဲ့ပါတယ်နော်အခုတည်းမဒီမနောဓမ္မအဝိဇ္ဇာဆိုတာပါတယ်အဲ့တော့ဒီနေရာလေးပါပဝိစိတ်သို့မဟုတ်အဝိဇ္ဇာနဲ့ပဝိစိတ်ဆိုတာဘဝအဆုံးမတတ်မချင်းသူ့အကြောင်းနဲ့သူကလက်ပတ်နေတဲ့စိတ်အမြဲတမ်းလက်ပတ်နေတဲ့စိတ်လို့ပြောတယ်သူကဘဝရဲ့စိတ်ပိုင်းတစ်ခုပဲပဝိစိတ်မရှိရင်သိပြီလေနော်နောက်ဆုံးပဝိစိတ်ကိုသုတိလို့ခေါ်တာပထမဆုံးစိတ်ကိုပရိသတိလို့ခေါ်တာဒါ life span ဘဝတစ်ခုကိုကန့်သက်လောက်တာပြောင်းလဲလို့မရဘူးလူဘဝဆိုတာအဲ့ဒါနတ်ဘဝဆိုတာလည်းအဲ့ဒါပဲသူကလည်းသူတဘဝစားလိုက်တဲ့စိတ်ဒီနောက်ဆုံးထိသွားမှာနော်မ
ဆုံးသေးရင်ရှိနေဘူးသူကဒါကြောင့်ဘဝငါဆိုတာဘဝတအင်္ဂဘဝေနဘဝရဲ့အကြောင်းပြောချင်တာဘဝရဲ့အကြောင်းလို့လည်းပြောနိုင်တယ်တစ်ဖက်ကကြည့်ပါစေဘဝကြီးရဲ့အစိတ်ပိုင်းအဲ့ဒီအတိတ်ကိုဘုဒ္ဓဟောကြားကိုယ့်ကိုတွေးပြီးတာဘဝကြီးရဲ့အစိတ်ပိုင်းတစ်ခုဘာလို့လဲဆိုယုတ်ကရှိသေးတာဒီစိတ်ကလေးရဲ့ဘဝကြီးရဲ့အစိတ်ပိုင်းတစ်ခုသာဖြစ်တယ်ရုပ်ပေါ်မှာမြည်ပြီးတော့ဖြစ်တာနော်ဘဝရဲ့အစိတ်ပိုင်းကပ္ပဇာယုတ်ကလည်းဘဝရဲ့အစိတ်ပိုင်းပဲကပ္ပဇာယုတ်နဲ့ဒီဘဝစိတ်နဲ့ကပြိုင်လို့ဖြစ်လာကြပဋိသန္ဓေအနေနဲ့ပြိုင်လို့ဖြစ်လာတယ်ကနေဖန်တီးပေးလိုက်တာအဲ့ဒီနှစ်ခုလုံးဟာကပ္ပဇာယုတ်ဘဝစိတ်အဲ့ဒီနှစ်ခုဒီဘဝရဲ့အစိတ်ပိုင်းတစ်ခုပဲအစိတ်ပိုင်းနှစ်ခုပေါင်းမှဘဝဖြစ်တယ်ဆိုလိုတာကနှစ်ခုပေါင်းမှဘဝဖြစ်တာနော်ကပ္ပဇာယုတ်နဲ့ဘဝစိတ်ဒီပဋိသန္ဓေစိတ်ပေါ့လေပဋိသန္ဓေဘဝသုတိဆိုတဲ့စိတ်အဲ့ဒီနှစ်ခုပေါင်းလိုက်မှယုတ်နဲ့နံနှစ်ခုပေါင်းစပ်ထားတာအဲ့ဒါဘဝအဲ့တော့ကပ္ပဇာယကလည်းဘဝရဲ့အစိတ်ပိုင်းပဲဘဝစိတ်ကလည်းဘဝရဲ့အစိတ်ပိုင်းတစ်ခုပဲဒီအစိတ်ပိုင်းနှစ်ခုပေါင်းလိုက်မှဘဝဆိုဖြစ်လာဒါကြောင့်ဘုရားကိုနမေတူတဲ့ဘဝလို့နမေပေးထားတယ်လို့ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုရရင်စာပေထဲမှာမဆိုပေမဲ့လို့ယုတ်တိရှိတယ်ဒါနော်စာရဲမှာဆိုရတာဘဝတအင်္ဂဘဝေနဘဝငါတဲ့ဒီလိုပဲရေးတာအင်္ဂဘဝေနဆိုအကြောင်းလို့ပြောဒါလည်းမမဟုတ်ဘဝယတ္တိကိုသူရှိနေမှာယတ္တိမှာနော်ဘဝဆိုတာယုတ်တရားနဲ့တရားတွေဖြစ်ပေါ်ဖို့ပြောတာအဲ့တော့ဘုန်းကြီးတို့ရဲ့ဘဝဆိုတာပါလေယုတ်နဲ့နှစ်ခုပေါင်းစပ်ပြီးတော့ဖြစ်နေတာဒါကိုဘဝလို့ခေါ်တယ်အဲ့ယုတ်နဲ့နှစ်ခုကိုချက်လိုက်18ပါးပေါင်းစပ်ဖြစ်နေတာဖြစ်လို့ရတဲ့ဟာပေါ့လောကုတ္တရာမပါဘူးနိဗ္ဗာန်မပါဘူးနော်အဲ့တော့ဒီယုံနဲ့နှစ်ခုဟာနေ့စဉ်ဘဝမှာဘယ်လိုပေါင်းစပ်ဖြစ်နေသလဲဆိုတာစိတ်တဝိထိရူပဝိထိဆိုတဲ့ဖြစ်စဉ်တစ်ခုကိုဖော်ပြတာရှိတယ်အသေးစိတ်ကြတော့သင်မှရမယ်အချိန်လေးရှိတယ်နော်သို့တော့မန်စာတိယုံလေးပြောပြမယ်မန်စာတိယုံလေးပြောဒီမတ္တဘုရားကဒီနေ့သုံးနေ့ငါ6ရှိတဲ့တဲ့ပဲနော်ဒီနေ့သုံးနေ့ငါတယောက်ကသူ့အနေနဲ့သူ6ကအလုံးအတွက်အဲ့ဒါလေးတခုတော့မှတ်တာ6က1နဲ့လည်းပေါင်းမယ်2နဲ့လည်းပေါင်းမယ်နော်6ကအလုံးတော့ပါမယ်နံပါတ်6ကအလုံးနဲ့ဆိုင်တယ်1ကတတ2ကတတ3ကတတ4ကတတ5ကတတအဲ့ဒီဆိုလိုတာက1နဲ့6 2နဲ့6 3နဲ့6 4နဲ့6 5နဲ့6 6ကပေါက်ပါကြီးပဲနော်အဲ့တော့စိတ်တစ်ခုဖြစ်ပြီဆိုရင်စိတ်ပဲအစားလာမနဲ့အေးရတာလို့မျက်စိနှလုံးဖွင့်လိုက်တာနဲ့မျက်စိတဲ့မှာလေရောက်တဲ့အစင်းတွေဝင်လာတယ်မြင်ကြအာယုန်တွေဝင်လာတယ်ဝင်လာတဲ့တပြိုင်တည်းစကုဝိဇ္ဇစိတ်ဆိုတာဖြစ်တယ်သူ့အရင်ဖြစ်တဲ့စိတ်ကပါတော့6နံပါတ်မှာရှိတဲ့မနောဓာတုရဲ့အစိတ်ပိုင်းဖြစ်တဲ့ attention ဆိုတဲ့စိတ်ဖြစ်လာ attention အရင်ဖြစ်တာနော်ကြားရမှာ attention ဆိုတာအရင်ဖြစ်တယ်မျက်စိနဲ့အဲ့ဒါလေးကိုတစ်ခုသဘောပေါက်ရင်အလုံးသဘောပေါက်လိမ့်မယ်မျက်စိတဲ့ကိုမြင်စရာအယုတ်တစ်ခုရောက်လာတယ်ရောက်လာတဲ့တပြိုင်နဲ့ဘသူအရင်ဖြစ်တော့ဆို attention ကအရင်ဖြစ်တယ်အဲ့ဒါကိုပစ္စဒရဝိဆံလို့ခေါ်တယ်နော်သူဖြစ်ပြီးတဲ့အခါကျတော့စက္ကဝိညာဉ်စိတ်ဖြစ်တယ်စက္ကဝိညာဉ်စိတ်ရဲ့ရှေ့မှာပစ္စဒရဝိဆံအဝိဆံစိတ်ဆိုတာရှိတယ်အဲ့ဒီစိတ်ကအရင်ဖြစ်တယ်လို့မှတ်တာအဲ့ဒီစိတ်ကဘာလို့အာယုမှုတတိပြုတဲ့စိတ်ဒါရမို့ attentive consciousness attention consciousness လို့
အင်္ဂလိပ်လိုဘာသာပြန်သူကအတင်းရှင်လုံးမှမြင်နေဆိုဖြစ်မယ်နော်စိတ်ဖြစ်စဉ်ကလုံးမြန်နေဖြစ်လိုက်တာလည်းဖြစ်ဆိုတခါလည်းပြီးသွားပြီလျှက်စစ်မီစီစင်နာမြန်နေမောလားလျှက်စီစင်နာလုံးမြန်နေစိတ်ကအဲ့ဒီတည်းပုံမြန်နေအဲ့တော့မျက်လုံးလေးဖွင့်လိုက်တော့အစင်အယုံဝင်လိုက်တာနဲ့အတင်းရှင်ပြီးတာနဲ့စက္ကူဝေရင်ပြီးတော့အဲ့ဒီအာယုံလေးကိုလက်ခံတဲ့စီစစ်တဲ့ဆုံးဖြတ်တဲ့အာယုံရဲ့သဘာဝကိုသိတယ်ဆိုတဲ့စိတ်တွေကဖြတ်တဲ့တခါလည်းဖြစ်သွားတယ်စာလို့ပြောလို့ရှိရင်နော်ဒါကအရက်နဲ့ပြောလိုက်တာစာလို့ပြောလို့ရှိရင်မျက်စိတွေကိုမြင်ကြအာယုန်လေးတစ်ခုရောက်လာတာနဲ့တပြိုင်နက်အာယုန်ကိုတတိပြုပြီးတဲ့စိတ်ကနံပါတ်1နောက်ပြီးမြင်တဲ့စိတ်ကနံပါတ်2တတိပြုပြီးတဲ့စိတ်ကိုအဝိဇ္ဇန်စိတ်လို့ခေါ်တယ်မြင်တဲ့စိတ်ကိုစက္ကူဝိဇ္ဇန်စိတ်လို့ခေါ်တယ်နံပါတ်ပေးလိုက်တာနောက်တစ်ခုအာယုန်ကိုလက်ခံတဲ့စိတ်တမ္ပတိဆိုင်စိတ်လို့ခေါ်တယ်အာယုန်ကိုစူးစမ်းတဲ့စိတ်ကိုတတိရဏစိတ်စူးစမ်းတဲ့ဆိုတာဖြတ်တန်းလိုက်တာဒီအာယုန်နဲ့ပတ်သက်ပြီးတော့ဖြတ်တန်းလိုက်တာနော်နောက်တစ်ခါဝဋ္ဌပတ္တဆိုတာလေအဝိဇ္ဇပဲဒါပေမဲ့သူကပိုင်းခြားသတ်မှတ်ပေးလိုက်တယ်အာယုန်နဲ့ပတ်သက်ပြီးကြိုက်မကြိုက်ဒီအာယုန်တစ်ခုကိုသူကတင်ပေးလိုက်တော့စောစိတ်ရောက်သွားတဲ့အခါကျတော့ကောင်းတဲ့စောမကောင်းတဲ့စောလိုက်နှလိုက်ရှိတဲ့အဖြူအမဲ့လိုက်အဲ့ဒီအဖြူလိုက်အမဲ့လိုက်ကိုဝုံထောဆိုတဲ့စိတ်ကနေပြီးတော့ကတ်ပေးလိုက်တာအမဲ့ဖြစ်နေကြသူကတော့မဲသွားပြီနော်အဖြူဖြစ်မဲ့သူကအဲ့ဒီချိန်မှာစာအဖြူတွေဖြစ်လာတယ်အဲ့ဒီလိုက်နှလိုက်ဘယ်သူကကတ်ပေးနေတာတော့စိအလေးကျင့်တကူကနေကတ်ပေးတော့အဲ့ဒီကတ္တပိတဲ့စိတ်ကိုဝဋ္ထောစိတ်လို့ခေါ်တယ်ဝဋ္ဌပနာခွဲခြားပိတဲ့စိတ်လိုင်းဆိုတာမတူဘူးလေလိုင်းနေအများရှိတဲ့လိုင်းကို changes လုပ်ပေးလိုက်တာသူကအဲ့တော့သူ့နောက်ကဖြစ်တဲ့စိတ်ကိုစောစိတ်ဘာလို့စောလို့ခေါ်တာလို့ဆိုအရှိန်မဝရှိတဲ့စိတ်အရှိန်ရှိတဲ့စိတ်နော်အာယုရဲ့အာယုကိုတတ်တဲ့နေရာမှာအရှိန်ဝါရှိတယ်အဲ့တော့အဘိဓမ္မာသင်ပြီးတဲ့လူတွေဒီနေရာတော့သူတို့အလုံးမှတ်တာလို့ရှိရတယ်ဒီတခုစီသိဖို့ဆိုတာတော့လုံးလေးမြလို့အကြည့်တော့ဒီလိုဖြစ်သွားတယ်ဆိုတာတခုစီသိဖို့လွယ်တဲ့ကိစ္စမဟုတ်ဘူးနော်တော့ဖြစ်စဉ်တခုကဒီတိုင်းသွားတယ်ဆိုတာသိရမယ်မျက်စိတဲ့ကိုမြင်စရာအာရုံရောက်လာရင်တတိထားတဲ့ attention စိတ်ပထမလာတယ်သူကလည်းခဏလေးပဲဖြစ်တောက်လျှောက်ပေါ်ပြောက်အဲ့ဒီနောက်မြင်သိစိတ်စက္ကဝိဇ္ဇစိတ်ဖြစ်တယ်ပေါ်ပြောက်သူပြောက်သွားတဲ့တပြိုင်တည်းတမ္ပတိဆိုင်ဆိုတဲ့အာယုကိုစက္ကန့်နဲ့သူကနှုတ်ဆွဲအာယုကခပ်ပြတ်တော့မှာပေါ့ဒီအာယုလေးကိုဆက်ပြီးတော့လက်ခံလိုက်တာအဲ့ဒီတမ္ပတိဆိုင်ဆိုတဲ့လက်ခံတဲ့စိတ် receiving consciousness လို့ခေါ်တယ်သူကစက္ကန့်လိုက်တယ်စက္ကန့်လိုက်ပြီးတော့တန်တိရဏကဖြတ်တန်းခွင့်ပေးလိုက်တယ်ရှေ့ဆက်သွားခွင့်ပေးလိုက်တယ်သူကလည်းသူစိတ်ယုံကြည်နဲ့တူတယ်လည်းကနော်စက္ကရိယာတွေအဲ့တိုင်းပဲလေစိတ်ယုံကြည်တိုင်းပဲပြီးတဲ့ကဝုဒ္ဓဆိုတဲ့စိတ်ကခွဲခြားပေးလိုက်တယ်ပြီးတော့စောစိတ်ကခုနှစ်ကြိမ်ဖြစ်တယ်အဲ့ဒီနောက်မှာအာယုအားလျော်စွာစောကိုစက္ကန့်နဲ့စိတ်ကနှစ်ခုဖြစ်တယ်ပြီးတဲ့အခါကျတော့မူလဖြစ်တဲ့ဘဝရဲ့အစိတ်ပိုင်းနဲ့ပြန်ရောက်သွားတယ်ဘဝင်လို့ခေါ်တယ်ဘဝအစိတ်ပိုင်းနဲ့ပြန်ရောက်သွားဒါဖြစ်စဉ်တစ်ခုပြီးသွားရောအဲ့ဒီဖြစ်စဉ်တစ်ခုပြီးမှနောက်ကလိုက်လာခုနနော်အခုနံပါတ်1မှာပြထားတာစက္ကဝိညာဉ်စိတ်တစ်ခုတည်းပြထားတာဟုတ်လားကျန်တဲ့စိတ်တွေကပဲပါလို့ဆိုနံပါတ်6ကစိတ်တွေနံပါတ်6ကစိတ်တွေ
မနောဓာတုမနောဝိညာဏဓာတုဆိုတဲ့နံပါတ်6ကစိတ်တွေပဲအဲ့ဒီစိတ်တွေဖြစ်တာဒါကြောင့်မို့6သိအလုံးနဲ့ဆိုင်တယ်လို့ပြောတာနော်အလုံးနဲ့ဆိုင်တယ်အဲ့ဒီစိတ်တွေဖြစ်သွားပြီးတဲ့အခါကျတော့လူကမြင်နေဘယ်သူမြင်နေဘယ်ဝမြင်နေငါကြိုက်တာမြင်နေငါမကြိုက်တာမြင်နေကြိုက်တာမကြိုက်တာတွေရောအကုန်လုံးရံဖြစ်တာတွေရောရမဖြစ်တာတွေရောအကုန်တွေ့ကုန်မြင်တဲ့ပုံမှာအကြောက်ပြုတ်ပြီးတော့အဲ့ဒီစိတ်တွေဖြစ်သွားပြီးတဲ့နောက်မှာလူကလှုပ်ဆောင်မှုတွေနောက်ကလိုက်လာပြန်တယ်ထပ်ပြီးတော့ဒါမြင်တာကိုအကြောင်းပြုတ်ပြီးတော့အဲ့တိုင်းသွားတာပါမြင်နေတိုင်းလူတွေကမြင်နေကြတာမြင်ဒီတိုင်းဖြစ်တယ်လို့သာမှတ်တာအဲ့ဒီမြင်တာတဲ့အာယုပေါ်မှာစိတ်ဖြစ်စဉ်တစ်ခုပြီးတဲ့အခါနောက်ကဖော်လို့လိုက်လာပြန်တွေးတယ်ချက်ချင်းလိုက်လာတာပြန်တွေးတာခေါင်းကပြန်တာပါလေပြန်တွေးတာအဲ့ပြန်တွေးတဲ့စိတ်က6နံပါတ်စိတ်တွေပြန်တွေးတယ်ကြိုက်တယ်မကြိုက်ဘူးချစ်တယ်မုန်းတယ်ဆိုအဲ့ဒီမှာလာနော်ဘာလို့ပဲညာလို့ပဲနောက်ဆက်တွဲ plan တွေချအောင်အဲ့ဒီ6နံပါတ်ပဲနံပါတ်1ကပြင်တာစားလိုက်တယ်တို့တူရဲ့အတန်ကြားလိုက်လို့ရှိရင်လေနာနဲ့အတန်နဲ့ဆုံလိုက်တယ်ဆုံလိုက်တာနဲ့ခုနက6နံပါတ်ကအတင်းရှင်ကဝင်လာတယ်ဝင်လာတဲ့ကနံပါတ်2တော့တော့ဇာတိစိတ်ဖြစ်တယ်ဇာတိစိတ်နောက်မှတခါဖြစ်တာက6နံပါတ်ကလက်ခံတဲ့စိတ်အဲ့ဒါပြီးမနောဝိညာဏဆိုတဲ့စိတ်တွေဖြစ်လာပြန်နော်6နဲ့1နဲ့6နှစ်နဲ့6ဆက်နေတာတောင်မှုထည့်ပေးထားတာနောက်ဆုံးကဒါအဲ့ဒီမှာလည်းပဲခုနကြားတဲ့အတန်ပေါ်မှာအလုံးလုံးတဲ့စိတ်တွေသွားရောကြိုက်တယ်မကြိုက်ဘူးဘသူအတန်ပဲဝအတန်ငါကြောက်ဘူးပါတယ်မကြောက်ဘူးဆိုတာဒီကအကုန်လျှောက်စင်တာတော့လားအဲ့ဒီကဲဘဝဆိုတာအဲ့ဒါပဲမဟုတ်လားကြောက်ဘူးတာကိုပြန်စဉ်းစားမယ်နောက်တကအနန္တေရလိုက်တာနဲ့တပြိုင်တည်းနှာခေါင်းနဲ့အနံဆုပ်လိုက်တာနဲ့တပြိုင်တည်း6နံပါတ်ကအတင်းရှင်လုပ်တဲ့စိတ်ပေါ်လာတယ်ပြီးရင်3နံပါတ်ကအနံကိုသိတဲ့စိတ်ပေါ်လာတယ်အဲ့ဒီသိတဲ့စိတ်ပေါ်မှာဆက်ပြီးတော့ဖြစ်သွားတာမနောဝိညာဏတ္တိဆက်ဖြစ်သွားအဲ့ဒီစိတ်တွေရဲ့နောက်ကနေဖော်လို့လိုက်လာပြန်တွေးပြီးတော့ဖော်လို့လိုက်တယ်ဘာနံလဲမိရှို့တဲ့အနံလားနော်စကူစုံနံလားအမိုက်လားဟောတွေးကုန်တာအဲ့နောက်ပိုင်းကျအဲ့လိုစိတ်တွေဖြစ်သွားတယ်ဒါအနံကစားနောက်တစ်ခါအစားစားပြီးဆိုလို့ရှိရင်လျာတဲ့အရာသာဆုပ်လိုက်တယ်ဆုပ်လိုက်တာနဲ့တတိပြုပြီးတယ်မနောဓာတုဆိုတဲ့စိတ်ထဲဖြစ်တယ်ပြီးတဲ့အခါကျတော့လျာရဲ့အရာသာကိုသိတဲ့စိတ်တွေဖြစ်လာပြီပြီးမနောဝိညာဏဓာတုဆိုတာတွေဆက်ဖြစ်လာနော်ကောင်းတယ်မကောင်းဘူးဒီဟာငါစားဘူးတယ်မစားဘူးဒီအရာသာလေးကြိုက်လိုက်တာဒါကြီးကတော့မကြိုက်ဘူးလေအမျိုးစုံဖြစ်လာပြန်ဒါဘဝပဲလေနော်ဒါဘဝပဲနောက်တစ်ခုကာယဓာတုဘုဒ္ဓဘာသာလူရဲ့ကိုယ်ကာယကိုနော်ပြောနဲ့မာကြောတယ်ဆိုတာလာထိတယ်သို့မဟုတ်ပူတယ်အေးတယ်လာထိတယ်သို့မဟုတ်ဣဆက်တယ်မဣဆက်ဘူးဆိုတာလာထိတယ်အဲ့လိုလာထိတာနဲ့တပြိုင်တည်းမနောဓာတ်လို့ဆိုတဲ့ attention စိတ်ဖြစ်လာတယ်ဖြစ်ပြီးကာယဝိညာဉ်စိတ်ဖြစ်လာတယ်ထိတိစိတ်အဲ့ဒီနောက်ကတကမနောဝိညာဏဓာတုကနေဆက်ပြီးတော့ဖြစ်သွားလိုက်တာတခါတလေကျတော့မဆုံးနိုင်အောင်ဖြစ်နေတာဆက်ဖြစ်နေတာဒီကအစာကိုပြောတာနော်နောက်တစ်ခုကျတော့မျက်စိနဲ့လည်းမဆိုင်ဘူးနားနဲ့လည်းမဆိုင်ဘူးလျှာနဲ့လည်းနှာခေါင်းနဲ့လည်းမဆိုင်ဘူးလျှာနဲ့လည်းမဆိုင်ဘူးကိုယ်ကာယနဲ့လည်းမဆိုင်မနေ့ကအကြောင်းအရာတွေပြန်တွေးတယ်နော်တော့မဟုတ်နေ့ချင်းကတွေးပဲလှုပ်ပြန်တွေးတယ်မနေ့ကအကြောင်းအရာတွေးတယ်တော့ဘုခုနကဖြစ်သွားတာပြန်တွေးတယ်နော်ဖြစ်ပြီးသားလေမနေ့က reverse ပြန်တွေးလိုက်တယ်ပါရီစားခဲ့ရတယ်ပြန်တွေးနေပါစားရအောင်လေတွေးလို့ရတယ်ပြန်တွေးတာအဲ့ပြန်တွေးတဲ့စိတ်ကြတော့
ပြန်တွေးတဲ့အာယုန်ဒီဓမ္မဓာတုနော်ဓမ္မဓာတုဆိုတာ remaining လို့ပြောတာကျန်တာတွေအကုန်လုံးဘယ်ကကျန်တာလို့ဆိုရင်တိုက်ရိုက်မြင်နေရတဲ့အစဉ်အာယုန်နာကဆက်ဆက်ကြရတဲ့တတ္တနှာခေါင်းကအခုရနေတဲ့အနံ့ရှားပေါ်မှာတွေ့နေရတဲ့ရတ္တခန္ဓာကိုယ်နဲ့အခုတွေ့နေရတဲ့အထီးတွေ့တွေကိုပြန်စဉ်းစားတာသို့မဟုတ်လုံးဝအကောင်ထဲမရှိတာကိုလည်းပြန်စဉ်းစားတယ်နော်မရှိသေးတာကိုလည်းစဉ်းစားလို့ရတယ်လေမဖြစ်နိုင်သေးတာကိုလည်းစဉ်းစားလို့ရတယ်ဖြစ်ချင်တာကိုလည်းစဉ်းစားလို့ရတယ်အဲ့ဒါကြောင့်ဓမ္မဓာတုဆိုတာအထက်ကပြထားတဲ့အာယုန်လေး၅မျိုးကလွယ်ကြတာတွေကိုဓမ္မဓာတုအဲ့လိုဆိုလိုတာနော်အဲ့တော့ဒီ18ပါးနေ့စဉ်ဘဝကိုသိရုပ်ဖော်နေတာစိတ်နဲ့ယုတ်တွေကဘလို့ဆက်ဆက်ဖြစ်နေအဲ့ဒါပဲမျက်စိကံသွားရတော့နံပါတ်1ပြတ်သွားပြီနော်ဖြတ်ပြတာလည်းကပြတ်တာပဲရှိတယ်ဘာမှတော့ကြိုးမရှိဘူးနော်နာကံသွားရင်ဒုတိယကံပြတ်သွားပြီကိုယ်ဘေးကြောင့်နှာခေါင်းနာမရရင်တတိယကံပြတ်သွားပြီရှားကရတာမရရင်သုဒ္ဓကံပြတ်သွားပြီလက်ပရိုစီဖြစ်သွားရင်ပင်စမအကံပြတ်သွားပြီသို့တော့ပါကြနေတော့6နံပါတ်အကံကတော့ကြာနေဦးမှာပဲမသိမချင်းရှိနေဦးမှာပဲနော်အဲ့တော့ဘဝဆိုတာအဲ့ဒါကိုပြောဒီဘဝကြီးမှာစိတ်တွေကယုံတဲ့စိတ်တွေကပေါင်းဖက်ပြီးတော့ခုလိုတွဲဖက်ပြီးတော့ဖြစ်နေတာပါနဲ့ဥပမာတူလို့ဆိုရင်စက်ကရိယာတွေနဲ့ဘက်ထရီနဲ့တူတယ်ဘက်ထရီမရှိရင်စက်ကရိယာတွေကတဆင့်ထားတဲ့အတိုင်းငြိမ့်နေမှာပဲဘက်ထရီလေးတက်လိုက်ရင်လက်ပတ်သွားအခုကလည်းစိတ်ချိတ်ချုပ်ငြိမ့်နေလို့ရှိရင်မလက်ပတ်ဘူးစိတ်ဖြစ်လာတာနဲ့တပြိုင်တည်းယုံတဲ့စိတ်နှစ်ခုပေါင်းပြီးလဲနေတာနော်လက်ပတ်နေအလုပ်တွေလုပ်တဲ့စကားတွေပြောတဲ့ရန်တွေဖြစ်တယ်စိတ်နဲ့ပတ်သက်လာတာနော်အဲ့ဒါဘဝကိုအကျဉ်းချုပ်ပြီးတော့ပြောလိုက်တဲ့ကာတာကိုပြောတာဆိုရင်အဲ့တော့ကမ္မထံအထုတ်တယ်ဆိုတာကိုနံပါတ်1တတိထားတာတတိထားတာကိုပစ္စဝိခဏလို့ခေါ်တယ်စင်ញင်းနဲ့စင်ញင်းနဲ့သုံးတတ်တယ်ဒီလိုဖြစ်နေတယ်ဆိုတာတွေးကြည့်ကိုယ့်ကိုတွေးနေရမယ်စင်ញင်းတာတွေးတယ်ဆိုတာစင်ញင်းတာကအဖြစ်မှန်ကိုစင်ញင်းတာမရှိတာတွေးတာကတစ်မျိုးနော်လိုချင်တာတွေးတာတစ်မျိုးမုန်းတာတွေးတာတစ်မျိုးဒါကကိုယ်ထဲမှာဘာတွေဖြစ်နေတယ်ဆိုတာတွေးတာဝိပဿနာရဲ့အခြေခံပဲတွေးမှသိပဲမတွေးမသိဘူးဒါကြောင့်မြတ်စွာဘုရားကသမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပတွဲပေးထားတာပညာဆိုတာဆင်ញင်တွေ့တော်မူကြောင့်မှရတာမဆင်ញင်မသိဘူးလေမြတ်စွာဘုရားတောင်းပါပဲဆင်ញင်မှသိတာသဗ္ဗညုတဉာဏ်ကြီးဆိုတာမိကြီးတို့မြက်လင်းနေတာမဟုတ်ဘူးအသုံးချတဲ့အခါမှာသဗ္ဗညုတဉာဏ်ဖြစ်တာအသုံးမချရင်မသိဘူးအသုံးချတဲ့အခါမျက်စိဆိုတာမိတ်တယ်မြင်ပါမလားဖွင့်ကြည့်ပါမြင်ပါပေါ့ဉာဏ်ဆိုတာလည်းအသုံးချပြီဆိုမှသိတာအဲ့ဒီအသုံးချတာကိုတွေးတယ်လို့ပြောတာဒီမှာနော်ကိုတွေးပြီးရဲ့လားမတွေးမိတာတော့တော်တော်ကိုမတွေးမိတာပဲငါထိုင်နေပါလားဆိုမတွေးမိဘူးအိတ်နေရင်ငါအိတ်နေတာပါလားဘယ်တော့တွေးမိတောက်တွေးပြောင်းတွေးနေတာပဲအကုန်ထိုင်နေတာလည်းမသိဘူးလမ်းလျှောက်တာလည်းမသိဘူးလမ်းလျှောက်ရင်လည်းလူကတခြားစိတ်ကတခြားရောက်ထိုင်နေရင်လည်းလူကတခြားလူကထိုင်နေတယ်စိတ်ကလျှောက်သွားနေတယ်အိတ်နေရင်လည်းလူကသာအိတ်တာစိတ်ကပဲအိတ်ဘူးအဲ့လိုဖြစ်နေလူနဲ့စိတ်နဲ့အကန့်နေတယ်လို့သိရှိကိုယ်ကိုစဉ်းစားကြည့်တော့ကိုယ်ကိုစဉ်းစားကြည့်24နာရီနှာခေါင်းကလေရှူးနေပါလားလို့ဘယ်နှခါသိတယ်မသိဘူးသိတဲ့အချိန်အလုံးကိုတည်းတယ်နော်ဒါပေမဲ့မရှူလားဆိုရှူတယ်ရတဲ့အခါကိုမရှူနှလုံးကလည်း24နာရီခုန်တာငါ
နှလုံးခုန်နေပါလားနှစ်ချက်ထောက်မှသိတယ်ကြတဲ့အချိန်ပြီးစိတ်ကပဲသွားလို့ရှောက်လဲနေတာကဘာပတ်နေတာစိတ်ကကဘာပတ်နေနော်လူကတော့ဒီမှာအဲ့စိတ်ကကဘာပတ်နေအဲ့ဒါကိုပြန်ပြီးတော့ပေါင်းစပ်ပြီးတော့နှစ်ခုလုံးအဖြစ်မှန်ကိုသိအောင်စဉ်းစားတာကိုဒါပစ္စဝခဏလို့ခေါ်တယ်အဲ့ဒါဝိပဿနာရဲ့အခြေခံပဲနော်ဒီလိုမစဉ်းစားပဲနဲ့အသိဉာဏ်ဆိုဖြစ်နိုင်ဘဝဆိုတာဒီလိုဖြစ်နေတာဆိုတာကိုအရင်သိအောင်လုပ်သိလိုက်ရင်ဘာအကျိုးရှိလို့ငါတဘာဝတရားတွေဟာပေါင်းစပ်ပြီးတော့တစ်ခုနဲ့တစ်ခုအကြောင်းဖြစ်ပြီးတော့လက်ပတ်နေတာပါလားတဘာဝတရားတွေဟာအခုလိုလက်ပတ်နေတာပါလားဆိုတော့ပေါက်တာတော့ပေါက်တော့လက်ပတ်တဲ့အခါမှာလည်းဖြစ်ပြအစေကြီးတဲ့လက်ပတ်နေတာတခုမှရတ္တိနေတာမရှိဘူးဘယ်တော့မှသူရှင်ရင်တခုပဲဖြစ်တယ်သို့တော့စဉ်းစားပြဖြစ်နေသည့်အတွက်ကြောင့်ဒါရဲ့လက်ပတ်ရန်နေရကြီးတို့ပဲရန်နေရကြီးကိုပြင်နာကစာပြုပြီးလက်ပတ်တယ်ကြားတာကစာပြီးလက်ပတ်တယ်အနံ့ရတာစာလက်ပတ်တယ်အရာသာသိလိုက်တာနဲ့လက်ပတ်တယ်ကိုယ်ကာယထီတာသိတာနဲ့လက်ပတ်သွားတယ်စိတ်ဟာအဲ့လိုဆက်ပြီးတော့ဖြစ်နေအဲ့ဒီထဲမှာသိရမယ်စိတ်ရှိတယ်ထိရမယ်စိတ်ရှိတယ်နော်အဲ့ဒါလေးကွဲဖို့လိုတယ်စိတ်ဖြစ်တာကြီးကိုသွားပြီးတော့ထိလို့မလို့ပြိသွားအောင်နေပြိအောင်လို့မရဘူးဒါထိရမှာပါတော့ဆိုရင်လောဘနဲ့လောဘဖြစ်မဲ့စိတ်ထိဒေါသဖြစ်ရမဲ့ထိမောဟဖြစ်မှထိစတဲ့စိတ်တွေထိစရာမလိုဘူးသူကသူသွားနေတယ်နော်အဲ့တော့ကိုထိရမှာကလောဘဒေါသမောဟကိလေသာပဲထိရမသိတာကိုထိစရာမလိုကိုယ်ကစောင့်ကြည့်ရဘယ်သူနဲ့ထိနော်တတိတို့ပညာတို့ဝိရိယတို့နဲ့ထိနော်စောင့်ကြည့်တယ်မြင်တာကိုကြောက်ပြုတ်ပြီးတော့ကိုကြိုက်တာမြင်လောဘစိတ်ဖြစ်လာကိုမတည့်တာမြင်ဒေါသဖြစ်သလားအဲ့ဒါပဲစောင့်ကြည့်ကြားတဲ့အခါကိုကြိုက်တဲ့အတန်လေးကြလောဘဖြစ်သလားလောဘတွေဝင်လာသလားကြိုက်တာကိုကြောက်မကြိုက်တာတွေ့ဒေါသဖြစ်လာသလားအနံ့ရရင်လည်းကိုကြိုက်တဲ့အနံ့လေးဆိုထပ်ရှူတယ်လေလောဘဖြစ်သလားမကြိုက်တဲ့အနံ့ဆိုဒေါသဖြစ်သလားအရာသာလည်းကိုကြိုက်တဲ့အရာသာဆိုရင်လောဘဖြစ်သလားမကြိုက်တဲ့အရာသာဆိုရင်ဒေါသဖြစ်သလားခန္ဓာကိုယ်လာထိတဲ့အခါမှာလည်းပဲကြိုက်တဲ့အရှိတယ်မကြိုက်တာရှိကြိုက်တာကိုလောဘဖြစ်သလားမကြိုက်တာကြဒေါသဖြစ်သလားဒါကိုစောင့်ကြည့်တာဒါကိုစောင့်ကြည့်ပြီးတော့လောဘဖြစ်မဲ့ဆိုရင်မဖြစ်အောင်ထိန်းချုပ်သူနည်းနဲ့ဘယ်လိုထိန်းချုပ်တဲ့ကကြိုက်တယ်လို့စဉ်းစားလိုက်လို့ရှိရင်လောဘသူကဝင်လာအဲ့တော့တဘာဝလောက်ပဲထားလိုက်ကိုတတိတရားလေးနဲ့နေလိုက်လို့ရှိရင်ငါမှလောဘဖြစ်ပါလားလို့သိလိုက်တာနဲ့လောဘနောက်ဆုတ်သွားတယ်ဒေါသဖြစ်မိတာပါလားလို့သိလိုက်တာနဲ့ဒေါသနောက်ဖြစ်မသိလိုက်လို့ဖြစ်သွားတာအဲ့ဒါကိုအဲ့ဒီခိုင်မှာသဝရနဲ့အတ္တဝရနှမျိုးလာတယ်သဝရဆိုတာ restraint ဆိုတာထိန်းချုပ်တာနော်ထိန်းချုပ်တာလောဘဖြစ်ရင်ထိန်းချုပ်ပေးရဒေါသဖြစ်ရင်ထိန်းချုပ်ပေးရမထိန်းချုပ်ရင်ပေါက်ကွဲသွားတာသူကလောဘကဖြစ်ပြီးရတော့မှာမဟုတ်ဘူးလောဘကိုကြောက်ပြုတ်ပြီးတော့မကောင်းမှုတွေကောင်းမှုတွေလုပ်ပါဖြစ်တယ်အဲ့ဒါကြောင့်လောဘကိုထိန်းချုပ်ဒေါသဖြစ်ရင်ပေါက်ကွဲလာတယ်ဒေါသကိုကြောက်ပြုတ်ပြီးတော့မဖြစ်တဲ့လားဖြစ်လာအဲ့ဒါကြောင့်မို့သူတို့ထိန်းချုပ်မသိတဲ့မောဟကိုလည်းထိန်းချုပ်သိအောင်ကြိုးစားနေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အတူလေးပဲပြောမယ်အချိန်တော့မရနောက်ကျမှကြုံတဲ့ခါမှာအကျဲဟောပြမယ်စပ်ပါနကောပမတုတ်ဆိုတာရှိတယ်ရဆိုရဟောဒါလေးနဲ့ပတ်သက်တယ်နော်စဆိုတာ6ပါဏကဆိုတာတရဝါ6កောင်ဥပမာပေးပြီးတော့ဟောတာစပ်ပါနကောပမတုတ်တယ်တရဝါ6កောင်တ
ကောင်နဲ့တကောင်နေရခြင်းမတူအကြိုက်ခြင်းမတူ6ကောင်ဆို6မျိုးဖြစ်နေနော်အဲ့ဒီ6ကောင်ကဘယ်သူတို့တကောင်ကမွေဒုတိယအကောင်ကမိကြောင်နော်မွေနဲ့မိကြောင်မတူမွေရဲ့မိကြောင်ရဲ့တတိယကငှက်စတုတ္ထကရွာတွေကခွေးနော်ပင်စမကပြေခွေးတော်တွေကကောင်းစတာကမြောက်အဲ့ဒါကိုတော့6ကောင်လို့ပြောတယ်မွေရဲ့မိကြောင်ရဲ့ငှက်ရဲ့အိမ်ခွေးရဲ့ပြေခွေးရဲ့မြောက်ရဲ့အစင်တိုင်းမှတ်တာအစင်တိုင်းမှတ်တာမွေတွေကဘယ်မှာပြောတယ်လဲသူတို့ရဲ့ပြောပါရနေရလေးတွေသူတို့ကြိုက်တဲ့နေရာလေးတွေ6ခုရှိတယ်မွေကတောင်ပိုးကိုကြိုက်တယ်တောင်ပိုးတွင်နေတို့တောင်ပိုးတွေတို့နော်သူပုံလို့ရတဲ့နေရာသူကကြိုက်တာတွင်နေတောင်ပိုးတွေကိုကြိုက်တယ်အဲ့တော့ဒီစားတဲ့တိုင်းဆိုတောင်ပိုးမွေကြိုက်တဲ့နေရာကတောင်ပိုးမိကြောင်ကြိုက်တဲ့နေရာကရှည်မိကြောင်ကရေးတဲ့နေတာငှက်ကြိုက်တဲ့နေရာကောင်းငယ်ခွေးကြိုက်တဲ့နေရာကရွာနော်အိမ်ခွေးတွေကရွာတယ်မှာခုကြောင်နဲ့ရောက်နေတယ်ကောင်းသူတို့ကြိုက်တဲ့နေရာနေကြတာနော်ဒီမှာစားရလဲအဆင်ပြေတယ်ဒီမလုံးလို့ရသူကဘိုးကြဆုံးပဲဒီကောင်းနေလာပြီးတော့ခွေးကြိုက်တာကလူတွေရှိတဲ့ရွာတော့ခွေးကြိုက်တာကြတော့သိကြပါသူတို့ကရက်ပြီးတော့လူသေးကောင်တွေပါဖောစားတယ်သူတို့ကအရသာရှိတယ်လားဒါကြောင့်မလို့ပြည်ကြည့်တဲ့မြုပ်ထားတဲ့လူသေးကောင်လောင်းတွေကိုစားလို့ရလို့မြေခွေးတွေကသိကြပါကြိုက်တယ်သိကြရင်နေတယ်ပြောက်ကတော့ပဲတော့အုပ်ဒီပင်နေထူတဲ့တော့အုပ်ကိုကြိုက်တယ်ပြောက်ကနော်တောင်ပူရဲ့ရေရဲ့ကောင်းငယ်ရဲ့ရွှာရဲ့သိကြရဲ့တော့အုပ်ရဲ့တော်6ကောင်သူတို့ကြိုက်ချင်မတူကြဘူးနော်အဲ့ဒါကိုဥပမာပေးပြီးတော့ဟောလို့စာပါရကောပပတုတ်လို့ခေါ်တယ်စာဆိုတာ6ခုပါရကဆိုတာတတဝဥပမာနိုင်ရှင်းပြီးတော့ဟောတာအဲ့တတဝ6ကောင်ဆိုတာဘာလို့ပြောတော့မျက်စိနာနာလျာကာယမနဒီ6ခုပြောတာနော်သူကနဲ့သူအကြိုက်ချင်းမတူကြဘူးတဲ့အကြိုက်ချင်းမတူဘူးနော်ဝေကြိုက်တာကမျက်စိကြိုက်တာကရူပနာကကြိုက်တာကတတ္တသူနဲ့သူပဲနော်နှာခေါင်းကကြိုက်တာကအနတ်လျှာကကြိုက်တာကရတာကိုယ်ကာယကြိုက်တာအထီးတွေစိတ်ကကြိုက်တာအကြတဲ့အာယုံမတူကြဘူးလို့ပြောတယ်နော်မြတ်စွာဘုရားကဒီနေရာမှာတဲ့ဒါလူရဲ့သဘာဝပဲအကြိုက်တွေပေါ်မှာစပ္ပနကောပပတုတ်ရဲ့ message ကတော့ပါတော့ဆိုရင်ဒီတရဝရရသူကြိုက်တယ်သူကြိုက်ကြတာမှန်တယ်သို့တော့ကိုလိုရမယ်ဟာထိန်ချုပ်ရမယ်အပိုင်းကိုထိန်ချုပ်ကိုဥပမာလေးတစ်ခုပေးမယ်ဒီကောင်းတွေကိုမထိန်ချုပ်လို့ရှိရင်ဒီကောင်း6ခေါက်အခုကလူရဲ့ခန္ဓာကိုယ်ထဲမှာဒီကောင်း6ခေါက်ကအတူရောက်နေနော်အကြိုက်ချင်းမတူတဲ့တတဝ6ခေါက်ကအတူနေကြတယ်အဲ့တော့မြတ်စွာဘုရားဥပမာလေးပေးထားတယ်ကျိုး6ကြောင်းကျိုး6ကြောင်းနဲ့တကျိုးဝေကိုချီတယ်မိကြောင်ကိုချီတယ်ငှက်ကိုချီတယ်ခွေးကိုချီတယ်တော်ခွေးကိုချီတယ်အိမ်ကိုမြေခွေးကိုချီတယ်မြောက်ကိုချီတယ်နော်တကောက်ကိုတကျိုးစီတယ်ချီထားပြီးတော့အလဲကောင်မှအထုံးကလေးထုံးထားကျိုး6ကြောင်းကိုအစကိုစုပြီးတော့ထုံးလိုက်မယ်ဆိုရင်ဒီကောင်တွေကငွေရလဲတောက်ဖို့စီကိုသွားပါပဲမိကြောင်ကလည်းရေရှိတဲ့စီပြေးပါပဲငှက်ကလည်းကောင်းရင်ပြန်ပါပဲရေခွေရလည်းရွာတယ်ခွေးရလည်းရွာတယ်ပြေးပါပဲ
ကိုရလဲပြေကိုရလဲတင်ញိုင်ကိုပြေးမယ်နော်မြောက်ကလည်းတော်တဲ့ကိုပြေးမယ်ကဲစဉ်းစားကြည့်သူတို့သွားတဲ့တရားတဲ့ပေါ့သူတို့ချီထားတဲ့အကျိုးတွေကိုအလဲကောင်ကနေစုပြီးတော့တထုံးနဲ့ထုံးတာဒီကောင်တွေယုံမနေပြီဘူးလားကိုကြိုက်တယ်ပဲကိုယုံညမှာပဲအဲ့ဒီတည်းပဲအာကြည့်ဆုံးကောင်တော့ကိုကြိုက်တဲ့ကောင်တွေတရွတ်ပါသွားမှာအဲ့ဒါလိုပဲတခါမျက်စိနောက်ကြတဲ့ကောင်တွေပါသွားတာနော်အတန်ကဆွဲသွားလို့ရှိရင်လည်းနားနောက်ကြတဲ့ကောင်တွေကိုပါလာပဲလေစတိရှိုးသွားကြည့်ရင်တော့မျက်စိနောက်ပါတယ်တချင်းဆိုတာနားတော့နော်နားနောက်ကိုပါသွားကြတာဒါသူကအကောင်းလို့ဆွဲသွားတယ်တပင်းစားတယ်အဲ့ဒါငွေကြိုက်တဲ့အတန်နဲ့ပတ်သက်ရင်သူဆွဲသွားတာအကုန်ပါပဲအစားစားနေတဲ့နောက်မှာလျှာဆွဲသွားတဲ့နောက်ကိုပါတာခန္ဓာကိုယ်ထိတွေ့မပေါ်တဲ့ပုသူ့နောက်ကိုပါသွားကြတယ်အဲ့လိုဆိုလို့အာကြည့်တဲ့အာယုံတော့အကုန်လိုက်သွားကြတာနော်တို့တော့လိုက်သွားတယ်ဆိုပဲမလိုက်ချင်ပဲနဲ့ရက်ကနဲ့ပါသွားတယ်ရက်ကအာရှိတဲ့အကောင်တော့အကုန်လိုက်သွားကြမှာပဲတဲ့အဲ့တော့မြတ်စွာဘုရားကမောသွားတဲ့ခါတော့ဒီကောင်လေးမောလောက်ဒီအောင်ယုံကန်နေကြမှာပဲတဲ့အဲ့တော့လူမှာတခုခုလေးတော့တခုရှိရမယ်ဒါလေးဒီ6ကောင်လုံးကိုထိန်းချုပ်ဖို့ဆိုတာတခုရှိရအဲ့တော့ငုတ်တိုက်တဲ့ရိုက်လိုက်ငုတ်တဲ့ကိုခိုင်ရိုက်ပြီးတော့6ကောင်လုံးအဲ့ဒီငုတ်တိုက်မှာချိထားဟုတ်တော့လားကိုနာလို့အာရှိတဲ့ကောင်ဆွဲလို့မရတော့ငုတ်တိုင်တိုင်းမှာကျိုး6နဲ့ချီထားချီရင်ငွေရလည်းယုံမှာပဲမိကြောင်ကလည်းယုံမှာပဲငှက်ကလည်းယုံမှာပဲခွေရလည်းယုံမှာပဲဒီခွေရလည်းယုံမှာပဲမြောက်ကလည်းယုံမှာပဲယုံမှာများတော့မောလာတဲ့အခါကျတော့အဲ့ဒီနာမှာပဲသူတို့ညှိသွားကြလိမ့်မယ်ချီထားတဲ့တိုင်တာမှာယုံမရဘူးအဲ့ဒါလိုပဲလူရဲ့ဘဝမျက်စိတော့လည်းလိုက်တာပဲနားတော့လည်းလိုက်တာပဲဟုတ်တယ်မလားမျက်စိကလည်းမြင်ကြအယုတ်တိုင်းလိုက်တယ်လိုက်တဲ့ဒီကိုယ်နိုင်ငံကိုကြည့်လို့အားမရတဲ့အခါစိုက်စီရင်ဆိုနိုင်ငံညာသွားကြည့်သေးတယ်မဟုတ်လားနိုင်ငံညာသွားကြတယ်ဘာလို့လဲစိုက်စီရင်ရှုခင်ကြည့်ဖို့သွားကြတယ်မမြင်ဘူးလားလေးပြင်ရင်လို့သွားကြတယ်တော့အတန်ကြတဲ့နောက်လည်းလိုက်ကြတာပဲနာနောက်လည်းလိုက်တာပဲအရာသာဆိုရင်တော့ပို့ဆိုသေးတယ်ကွီစိတ်ဆိုရဲဟုတ်တယ်ကိုရီးယားကျဲလေးညမှာနော်မလေးရှားတက်မော့အဲ့လိုအမျိုးတွေနောက်လိုက်ကြပါပဲပုံမျိုးဆိုတော့ကုန်လိုက်ကြပါနော်အထီးတွေကလည်းမျိုးစုံလိုက်တာစိတ်ကူးချက်စိတ်ကူးတွေကလည်းမျိုးစုံလိုက်အဲ့တော့သူတို့လိုက်ချင်တဲ့နေရာမလိုက်ရအောင်ခြေတိုင်းကြီးတစ်ခုလှုပ်တာအဲ့ဒီခြေတိုင်းကပါတော့ဆိုရင်ကာယကတ္တတတိကပ္ပထံပဲကပ္ပထံဟာခြေတိုင်းတစ်ခုပဲကာယကတ္တတတိဆိုတာထွက်လေဝင်လေပဲဖြစ်စေကိုယ်ခန္ဓာကိုယ်ပါစိတ်ကိုတတိထားတာពេលနောက်မလိုက်တော့နော်ကာယကတ္တတတိကပ္ပထံဆိုတဲ့တိုင်းကြီးခြေထားလိုက်ခြေထားရင်ဒီကောက်တွေကယုံနေပါပဲယုံနေပဲနောက်ဆုံးကြတော့သူတို့မောရနာသွားကြအဲ့ဒါခြေတိုင်းကကာယကတ္တတတိကပ္ပထံနဲ့ရသော်ပြကစပ္ပနကောပမတော့မှာအဲ့လိုဟောတာသူတို့ခြေတိုင်းမရှိရင်တော့အကောက်နဲ့ကောက်နောက်လိုက်ကြမှာပဲဟုတ်တယ်လေလူတွေကကိုယ်ကြိုက်နောက်ကိုလိုက်တာလေဝါဒနာပါရအဲ့ဒါကိုလူတွေကဝါဒနာလို့ပြောပြန်တယ်အတ္တိမုတ်တချင်းဆိုတဲ့လူတွေကစတိတ်ခုံမောရောက်ကြပြန်တတုဝါဒနာပဲလေဟုတ်တယ်မလားအစာတောင်းတဲ့ပုဂ္ဂိုလ်တွေကတော့စားတော့ဆိုင်နေရောက်ကြပြန်ရောအဲ့ဒါအကောက်နဲ့ကောက်ဆွဲသွားတယ်နော်ကိုကိုစဉ်းစားကြည့်ပါအကောက်လေအကောက်နဲ့တော့လိုက်သွားမှာပဲမျက်စိနာနာတရားကာယပနာအဲ့တော့ခြေတိုင်းလေးတစ်ခုလုပ်ပါခန္ဓာကိုယ်ထဲမှာထွက်လေဝင်လေတစ်ခုပေါ်မှာစိတ်ကိုစိုက်တာလို့ရှိရင်
ဘယ်အာယုံပဲဖြစ်ဖြစ်မလိုက်တော့လိုက်ချင်လို့လည်းမရဘူးချီထားတာရှုံးလို့မရတော့ချီရမယ်အဲ့ဒါကိုတဝရလို့ခေါ်တယ် restraint တဝရမပါရင်လူတွေအလွတ်ထားလို့မရဘူးသူ့သဘောသူ့ဆောင်နေဆိုလွတ်ထားကြည့်ပါလားအရင်တခါတော့ဗမာပြည်မှာတရားတွေပေါ်တယ်စိတ်ထိုင်ထားမရှုမပွားညိတ်ထားဆိုတာတွေပေါ်လာအဲ့ဒါနောက်ပိုင်းကျတော့ဒါဘုရားရဲ့ဟောပြောချက်နဲ့မညီဘူးဆိုပြီးတော့နော်စိတ်ကိုစိတ်တိုင်းထားပါလားအရင်တောက်ချက်တဲ့စိတ်ကိုစိတ်တိုင်းထားလိုက်ထားတော့မှာနော်အဲ့လှုပ်ချင်တာကိုလှုပ်ခွင့်ရှိလားလှုပ်ချင်တိုင်းလှုပ်ခွင့်မရှိဘူးလှုပ်သိမှလှုပ်အောင်တဘောတရားကအဲ့ဒါလှုပ်ချင်တာတိုင်းလှုပ်လို့ရလားမရဘူးလောကမှာလှုပ်ချင်တာနဲ့လှုပ်တဲ့နာပြောချင်တာနဲ့ပြောတဲ့နာနှစ်ခုရှိအဲ့တော့လှုပ်ချင်တိုင်းမလှုပ်ရဘူးလှုပ်တဲ့မှလှုပ်ရမယ်ပြောချင်တိုင်းမပြောရဘူးပြောတဲ့မှပြောရမယ်ဒါကိုတမ္မရာလို့ခေါ်တယ်စောင့်ထိပ်ပေးမှုတမ္မရာကဒီခန္ဓာနဲ့တမ္မရာတတိနဲ့ထိဏနဲ့တမ္မရာနော်လုံနာနဲ့ကြိုးစားရလဲတမ္မရာအတိညာနဲ့ထိဏနဲ့တမ္မရာပဲတမ္မရာအပြုတ်ပြုရှိဝိရိယနဲ့ထိဏနဲ့တမ္မရာပဲတမ္မရာ၅မျိုးအဲ့ဒါနဲ့ထိန်ချုပ်ရမယ်မထိန်ချုပ်လို့ရှိရင်မရဘူးတော့ကကျထိန်ချုပ်ပေးရမယ်ထိန်ချုပ်ဆိုတာကောင်းတာကိုထိန်ချုပ်ဖို့မလိုဘူးမကောင်းတဲ့ပဲသွားတဲ့ခါထိန်ချုပ်ရမှာဖြစ်တယ်အဲ့ဒါကိုဒီတက်18ပါးနဲ့ကြည့်ပြီးတော့စပ္ပါနဲ့ကောပမတုတ်တံကိုမြတ်စွာဘုရားဟောထားတာရှိတယ်နော်တာယုတ္တတိကတရဝ6ကောင်းဥပမာပေးပြီးတော့ဟောတာအဲ့ကြတယ်မှာကာယနာတတိဆိုတဲ့ကမ္မထံဆိုတဲ့ခြေတိုင်းထားပြီးတော့ဒီတရဝ6ကောင်းကိုထိန်းချုပ်သလိုကိုယ်တရဝဖြစ်တဲ့ဒီအာယုန်တွေကိုစိတ်မသွားရအောင်လောဘဒေါသတွေပဲဖြစ်အောင်ထိန်းချုပ်ပေးပါမထိန်းချုပ်ရင်ဘာတွေဖြစ်လို့မျက်စိကပြင်လိုက်တဲ့အစင်းနဲ့ပတ်သက်လိုက်ဘာတွေဖြစ်တော့အကျဉ်းချုပ်လေးပြောပြမယ်နော်လူဟာမထိန်းချုပ်လို့ရှိရင်ပြဿနာတွေအများကြီးဖြစ်လာတယ်မထိန်းချုပ်ရင်ဘာတော့ကိုယ်ကြိုက်တာလေးတွေ့ရင်လောဘဖြစ်လာတယ်မကြိုက်တာတွေ့တဲ့အခါကျဒေါသဖြစ်တယ်တသမတ်တမရှိဘူးနော်ကြိုက်ရင်လောဘမကြိုက်ရင်ဒေါသအတန်ကလည်းကြိုက်တဲ့အတန်လေးဆိုလောဘမကြိုက်တဲ့အတန်ဆိုဒေါသအနံကလည်းကြိုက်တဲ့အနံဆိုလောဘမကြိုက်တဲ့အနံဆိုဒေါသတည်ငြိမ်မှုမရှိဘူးလောဘဖြစ်ရုံနဲ့ရမှာမဟုတ်ဘူးပြဿနာတွေတက်မှာသူကပြဿနာလောက်ပါနော်ကြိုက်တာကိုရဖို့ကြိုးစားလိုက်မယ်တရားရမတရားရသူမသိဘူးသူရဖို့ပဲကြိုးစားလိုက်မယ်နော်မကြိုက်ရင်လည်းသူဒေါသထွက်တယ်ဒေါသထွက်ရင်လည်းဒီတိုင်းနဲ့ရနေမှာမဟုတ်ဘူးသူကပြဿနာလောက်လာအဲ့ဒီအာကိုထိန်ခိုင်းတာဆိုပြအဲ့ဒါသဝရနော်အဲ့ဒီသဘောတွေကိုမြတ်စွာဘုရားဟောတာအဲ့ဒီလိုကြိုက်ရင်လောဘမကြိုက်ရင်ဒေါသလို့ဖြစ်နေတာတတိလွတ်သွားလို့လေပါတတိတော့ဆိုရင်ကိုယ်ခန္ဓာကိုယ်မှာအမြဲတမ်းတတိရှိနေရမယ်ဥပမာမဲ့ထွက်လေဝင်လေမှတ်နေတာပဲဖြစ်စေကမ္ဘာထအာယုတစ်ခုနဲ့နေတာဖြစ်စေဖြစ်လာလို့ရှိရင်ကြိုက်တာမကြိုက်တာ तू မစင်စားတော့အာယုနောက်မလိုက်တော့တည်ကြိမ်မှုပြဲတာရမယ်နော်ဒါကြောင့်မြတ်စွာဘုရားကပိယရူပေအတိပုစတိအပိယရူပေပြပစ္စတိရှင်းနေပဲဟောတာကြိုက်เสียအကောင်းတဲ့အာယုဆိုမြင်ကြိုက်ပါပဲမုန်းเสียအကောင်းတဲ့အာယုဆိုမြင်မုန်းပါပဲမုန်းစိတ်ကပေါ့ပါပဲအဲ့ဒီလိုပေါ်နေတာဘာကြောင့်မင်းမတတိလွတ်နေလို့တတိကဘာတော့အဲ့ဒီလိုမဖြစ်သင့်ဘူးဆိုတဲ့စဉ်းစားဆင်ခြင်ပြီးတော့အာယုကိုအမှတ်ရတဲ့ကိုယ်ခန္ဓာကိုယ်ပေါ်မှာယက်တည်နိုင်တဲ့တတိမရှိလို့တဲ့နော်အဲ့ဒီတတိမရှိဘူးထွက်ပေါက်မသိဘူးဆိုရင်ဒီပုဂ္ဂိုလ်ကပြဿနာတွေကြီးကျယ်တယ်မှာနော်ပြဿနာတွေကြီးကျယ်တယ်ဒါလူတိုင်းကြုံမှုတဲ့ကိစ္စတွေကြီးပဲမထိန်ချုပ်လိုက်ပြဿနာတွေကြီးကျယ်နောက်ဆက်တွဲလိုက်လောက်မှာဖြစ်တယ်အဲ့လိုဆိုလို့
အဲ့ဒါကြောင့်မို့လို့အခုပြောတဲ့တတ်18ပါးဟာဘဝတစ်ခုပါပဲကိုယ်ဘဝမှာနေ့စဉ်ဘဝမှာဒီလိုတွေဖြစ်နေပါလားဆိုပြီးစဉ်းစားကြည့်လိုက်မနဲ့အိယာထားတဲ့ခြေကစားစဉ်းစားကြားလိုက်လို့ရှိရင်ကြားတဲ့နောက်လိုက်သွားပြန်အနမ်းရရဲ့နမ်းနဲ့ရောက်အရာသာတွေ့ရင်ရသာနောက်လိုက်ထိနဲ့တွေ့ရင်ထိနောက်လိုက်စိတ်ကူးပြီးရင်လည်းစိတ်ကူးနောက်လိုက်သွားပြန်အဲ့တော့ဘဝဆိုတာဒီယုံနဲ့နတ်နဲ့နှစ်ခုပေါင်းစပ်ပြီးတော့နေ့မှဆိုရင်မအိပ်မချင်တာတွေတော့နေတာဒီတရားပဲဒီပြမရောက်ဘူးနော်မျက်စိကမြင်တာကိုအကြောက်ပြုခြင်းပြုပဲနားကကြားတာကိုအကြောက်ပြုခြင်းပြုပဲနှာခေါင်းကအနံ့ရတာကိုအကြောက်ပြုခြင်းပြုပဲလက်ရာကအရာသာကိုအကြောက်ပြုခြင်းပြုပဲခန္ဓာကိုယ်နဲ့ထိတွေ့တာကိုအကြောက်ပြုသို့မဟုတ်ဘာနဲ့မှမထိပဲတဲ့စိတ်ကူးတာကိုပဲအကြောက်ပြုခြင်းပြုပဲ6ခုပဲဒီထဲကလွတ်တာမရှိဘူးပစ္စည်းနာမဲ့တိုက်ရကတော့ဗျာကြီးပေါ့ရွှေလို့ကျင်တာလားမွေလို့ကျင်တာလားအိမ်လို့ကျင်တာအဲ့ဒါနဲ့တိုက်ရမကုန်တော့နော်အဲ့ဒါကြောင့်ဘုလို့အခုတတ်18ပါးဝိပဿနာဆိုတာဒါလေးဒီလိုဖြစ်နေတယ်ဆိုတာသိတဲ့အသိသိပဲနဲ့တတ်ဖို့ကြည်လာပြီအလွန်တတ်ဖို့ကြည်တယ်တရားလူရဖို့ဆိုတာလည်းသွားရအောင်နော်သောတာပန်လက်မှတ်တော့ရကြတကယ်အသိကအရေးကြီးတာနော်တကယ်ဒီအသိလေးကိုဘယ်လောက်ထိအောင်ဆင်ញင်နိုင်တယ်ကိုဘွားမနဲ့အေးရတာတဲ့အချိန်ကစားပြီးဒါဒီလိုဖြစ်နေတယ်ဆိုတာစောင့်ကြည့်ကမ္မထာတို့တဲ့ဆိုစောင့်ကြည့်ဖို့ပဲစောင့်ကြည့်လိုက်လို့ရှိရင်ဒါဒီတိုင်းဖြစ်နေတယ်ဆိုတာဟုတ်တယ်ဆိုတာကိုလက်ခံလာနိုင်တယ်ပို့ပြီးတော့ရှင်းရှင်းကြီးသိလာလိမ့်မယ်ဒီ6ခုကလွတ်တာတခုမှမရှိဘူးအလုံးအဒီတည်းပဲသွားနေတာနော်ဒါကိုရသော်ဗျာအနှစ်ချုပ်ပြီးတော့ဟောတာဖြစ်တယ်အော်နေဥမင်္ဂလာယတိခါမှာမင်္ဂလာပေါင်းတဲ့ပြည့်စုံဖို့ဆိုရှိရင်ကိုယ့်ရဲ့သဘာဝကိုကိုသိအောင်ကြိုးစားဖို့ပဲဖြစ်တယ်ကြိုးစားမှုကိုယ့်ရဲ့တကယ်ဖြစ်နေတဲ့သဘာဝတရားတွေကိုမသိသေးသမျှမင်္ဂလာလည်းသိမှာမဟုတ်ဘူးအမင်္ဂလာလည်းသိမှာမဟုတ်ဘူးနော်ကုသိုလ်ဆိုတာလည်းသိမှာမဟုတ်ဘူးအကုသိုလ်ဆိုတာလည်းသိမှာမဟုတ်ဘူးလုံတဲ့နာနဲ့မလုံတဲ့နာလည်းသိမှာမဟုတ်ဘူးဒါကြောင့်မို့လို့အဲ့ဒါတွေသိရှိနာလဲဖို့ကိုယ်ဘဝရဲ့ကိုအသေးစိတ်ဆင်ញင်သုံးတတ်တယ်တခြားဟာတွေမစင်စားနဲ့ကပ္ပတာအထုတ်တော့ပဲအခုလိုဖြစ်နေတယ်ဆိုတာကိုသဘောကျသည့်ထိအောင်စဉ်းစားအဲ့ဒီစဉ်းစားနေတာကပ္ပတာရဲ့ညတပရိညာလို့ခေါ်တယ်သိတဲ့သိလိုက်တာတွေကိုသိအောင်လုပ်တယ်သိတဲ့သိလိုက်တာတွေရင်သိအောင်မလုပ်ပဲနဲ့ရှေ့ဆက်တို့လို့ကတော့ပြုတ်ကြမှာပဲအိမ်ဆောက်မယ်ဆိုလို့ရှိရင်ဖောင်ဒေးရှင်းအရင်ချပြီးပြီဆိုတော့ရှေ့ဆက်တဲ့ဝိပဿနာတရားအထုတ်မယ်ဆိုရင်ဒါတွေအရင်သိအောင်လုပ်ဒါတွေသိအောင်ဆင်ញင်နေတာဝိပဿနာအတွက်ဖောင်ဒေးရှင်းချနေတာပဲနော်ဖောင်ဒေးရှင်းချဒါတွေမသိပဲနဲ့မျက်လုံးလေးပိတ်ပြီးတော့အနိစ္စလို့တယ်အဲ့ဒီအနိစ္စဘယ်အလားမှလည်းမသိဘူးဖြစ်နေမယ်ကြတော့နော်ကြာဘူးနေတာတော့လိုက်နေတာမမြဲဘူးဆိုသိတယ်လို့နဲ့မသိဘူးနောက်ပိုင်းကြတာအာယုနဲ့တွေ့ရင်စိတ်ကမခံစားနိုင်လူကတကယ်လက်တွေ့ပြီးမခံစားနိုင်တော့စိတ်ကိုမထိန်နိုင်ကြဘူးဒီတိုင်းအကောင်းလေးတွေနဲ့တွေ့ရင်တော့လူတိုင်းကပြုံးနိုင်ကြတယ်မကောင်းတာတွေ့ရတဲ့ပြုံးနိုင်ပါမလားအဲ့ဒါပဲနော်အဲ့တော့ကောင်းတာဖြစ်စီမကောင်းတာဖြစ်စီနေတဲ့မင်္ဂလာစားပြီးတော့ဓမ္မအသိဖြင့်သာဝရပြုံးနိုင်ကြပါစေအဲ့ဒါကြတော့သဘောကျတယ်နော်ကဲအဲ့ဒါကြောင့်မို့ရဗုဒ္ဓရဲ့အဆုံးအမတရားအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေ